မျိုးသားဟာကားမောင်းနေရင်မထင်မှတ်ပဲရွှွညုံပြိုကျမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်ရွှွတွေကသူ့ကားကိုဖုံးလွှမ်းသွားခဲ့ပြီးပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်သူသတိလစ်သွားခဲ့ပါတယ်သူပြန်နိုးလာတဲ့အခါကဘာကြီးကအမှောင်ကျနေပြီးသူအရန်ကိုရေစာနေခဲ့ပါတယ်သူ့အပေါ်ကကားခေါင်မိုးမှန်မှာအကွဲကြောင်းတွေအများကြီးဖြစ်နေပါတယ်မှန်ကွဲကျသွားရင်သူရွှွတွေထဲမှာအရှင်လက်လက်မြေမြုပ်ခံရတော့မှာပါအမျိုးသားကတိတ်ခွေကိုကပ်ပြကြရယူပြီးမှန်ကိုပိတ်ကပ်လိုက်ပေမဲ့အကွဲကြောင်းတွေဆက်ဖြစ်နေတာကိုမတားဆီးနိုင်ခဲ့ပါဘူးကံကောင်းစွာနဲ့ပဲထီတစ်ချောင်းကိုတွေ့သွားပြီးထီကိုင်းတွေကိုတုံးကမှန်ရဲ့တစ်ဖက်တစ်ချက်စီကိုထောက်ထားလိုက်ပါတယ်ဒါကအကွဲကြောင်းပြင်းနှက်မှုကိုနှေးကွေးသွားစေပါတယ်အဲ့ဒီအချိန်မှာသူ့ဖုန်းဘက်ထရီ30%ပဲကျန်တော့တာကိုသူတွေ့လိုက်ရပါတယ်သူကတရက်ကို3ချိန်ပဲဖုံးဖွင့်ဖို့စီစဉ်လိုက်ပါတယ်ကားတစ်စီးလုံးကိုရှာဖွေကြည့်ပေမဲ့ထောင်းတနေရာကနေရေတန့်တဖူးပဲတွေ့ခဲ့ပါတယ်သူကရင်းနှင်းငုံအကြီးကြီးတောက်လိုက်ပြီးခွန်အားနည်းနည်းပြန်လဲရရှိသွားပါတယ်သူကအကူအညီတောင်းဖို့အော်ဟစ်ခဲ့ပေမဲ့အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်တတိလစ်သွားခဲ့ပါတယ်သူနိုးလာတဲ့အခါမှာတော့ရေကိုအလွန်မင်းစာလောင်နေခဲ့ပါပြီသူကရေတန့်ဘူးတစ်ဖူးလုံးကိုတကြိုက်တဲနဲ့အကုန်တောက်ချပစ်လိုက်ပါတယ်အဲ့ဒီနောက်ပြတင်းပေါက်ကိုဖွင့်ပြီးထွက်ပြေးဖို့စူးစမ်းပေမဲ့ရွှွတွေကချက်ချင်းဝင်လာပါတယ်နောက်နေ့မှလည်းသူ့ဖုန်းကလိုင်းမမိသေးပါဘူးသူကရေတက်အလွန်မင်းခန်းချောက်နေခဲ့ပါပြီအဲ့ဒီအချိန်မှာမှန်အကွဲကြောင်းတွေစီကနေရွှွရည်တချို့စိမ့်ကျလာပါတယ်သူကအမြန်ပဲရေတန့်ဘူးခွင်နဲ့ခံလိုက်ပါတယ်ပြီးတော့ရှေးဦးသူနာပြုတ်တစ်တာကိုထုတ်ယူပြီးဓာတ်နဲ့ပတိဆက်တွေကိုအသုံးပြုကရိုးရှင်းတဲ့ရေစစ်တစ်ခုကိုပြုတ်လုလိုက်ပါတယ်နောက်ဆုံးမှာတော့သူတန်ရှင်းတဲ့ရေတငုံကိုရရှိသွားပါတယ်ဒါပေမဲ့ရေပစ်တနာဖြည့်ရှင်းပြီးတာနဲ့သူအသက်ရှူကျက်လာပါတော့တယ်ကျင်းမြောင်းတဲ့နေရာလေးထဲမှာအောက်ဆီဂျင်ကုန်ခန်းသွားတာပါသူထပ်ပြီးသတိလစ်သွားခဲ့ပါတယ်တတိယမြောက်နေ့မှာသူနိုးလာပြီးကားနောက်ဖုံးထဲကခောက်ကူလာထိုင်တလုံးကိုဖြုတ်လိုက်ပါတယ်အထက်ကအခေါင်းပေါ်တန်မနီပိုက်တွေကိုထုတ်ယူပြီးကျင်းနှံကြိုးပလင်းအဖုံးတို့နဲ့တွဲကလွန်ပူတစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒါကိုမှန်အကွဲကြောင်းကနေတဆင့်အပေါ်ကိုထိုးဖောက်လိုက်ပါတယ်အဲ့ဒီနောက်ဒုတိယမြောက်ပိုက်ကိုထပ်ဆက်လိုက်ပါတယ်ဒါပေမဲ့စတုတ်ထမြောက်ပိုက်ကိုရောက်တဲ့အခါရုတ်တရက်အတားအဆီးတစ်ခုနဲ့တွားတိုက်မိပါတယ်အဲ့ဒါကအပေါ်ကရွှွထုဟာအနည်းဆုံး1 မီတာလောက်ထူနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါအမျိုးသားကအင်ဂျီကိုချွတ်ပြီးပခုံးကိုခုလိုက်ကအင်အားအကုန်သုံးပြီးတွန်းတင်လိုက်ပါတယ်တစ်ချက်တွန်းလိုက်တိုင်းသူ့ပခုံးပြဲထွက်သွားမတက်နာကျင်နေပေမဲ့အစွမ်းကုန်အော်ဟစ်ပြီးတွန်းတင်ခဲ့ပါတယ်နောက်ဆုံးမှာတော့တန်မနီပိုက်ဟာမြေပြင်ပေါ်ကိုဖောက်ထွက်သွားခဲ့ပြီးသူလက်ဆက်တဲ့လေကိုရှူရှိုက်ခွင့်ရသွားပါတယ်မကြခင်မှာပဲကယ်ဆယ်ရေးအဖွဲ့ကသူ့ကိုလာရှာကြပါတယ်သူတို့ကအမျိုးသားရဲ့နာမည်ကိုအကျယ်ကြီးအော်ခေါ်ကြပါတယ်သတိမလစ်တလစ်ဖြစ်နေတဲ့အမျိုးသားကအဲ့ဒီအတန်တွေကိုကြားလိုက်ရပါတယ်ကယ်ဆယ်ရေးအဖွဲ့မြင်စေဖို့မျှော်လင့်ချက်နဲ့တရှူးကိုမိရှို့ပြီးမိခိုးငွေဖန်တီးလိုက်ပါတယ်ဒါပေမဲ့ကယ်ဆယ်ရေးအဖွဲ့မိခိုးတွေကိုမမြင်ခင်မှာတင်မိချစ်ကကျက်စကုန်သွားပါတယ်မျှော်လင့်ချက်မဲ့သွားတဲ့အမျိုးသားဟာအားအင်တွေပေါက်ကွဲထွက်လာပြီးကားခေါင်မိုးမှန်ကိုအစွမ်းကုန်ရိုက်ခွဲကရွှွပုံကြီးထဲကနေတက်လာပြီးအောင်မြင်စွာလွတ်မြောက်သွားပါတော့တယ်ဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုဖော်လို့လောက်ထားဖို့မမေ့နဲ့နော်